တကြံကာလမှာမုံလုံးရှိပေါ်ဘာကြောင့်စားတာလဲမုံလုံးရှိပေါ်ဟာဘေးနိုင်ငံကနေစတင်ခဲ့တာလေမုံလုံးရှိပေါ်လို့ပြောလိုက်တာနဲ့တကြံကာလကိုပြင်းမြင်ရလောက်တဲ့အထိမုံလုံးရှိပေါ်နဲ့တကြံကာလဆိုတာအတွင်းညီလိုက်ဖက်လွန်လာပါရီဒါပေမဲ့ကျွန်တော်တို့မသိတာတခုကမုံလုံးရှိပေါ်ဟာဘေးနိုင်ငံကနေစတင်ခဲ့တာလေပြီးတော့မြမရှူရစားစရာအဖြစ်နဲ့ရက်တီလာခဲ့တာဘလောက်ကြာပြီလေတကြံနဲ့မုံလုံးရှိပေါ်ဟာဘယ်လိုမျိုးတွေဆက်ဆက်နေလေဒီနေ့မှာတော့မြန်မာလူမျိုးတွေရဲ့တကြံကာလမှာလှုပ်ရှားလေးရှိကြတယ်။မလုံးရှိပေါ်ရဲ့ဖြစ်ပေါ်လာပုံနဲ့တမိုင်းကြောင်လေးခုဒိုကြီးရွာ channel မှာစောင့်မျှော်ကြည့်ရှုနေတဲ့မိတ်ဆွေတွေအတွက်ဘဝတုဒ္ဒရှာပွဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မလုံးရှိပေါ်ကကောင်းကြီးနဲ့ပြုလုပ်ရှာတဲ့မြန်မာတို့ရဲ့ရိုးရာတည်စာမုံတစ်မျိုးဖြစ်ပါတယ်။ကောင်းကြီးတွေအားလုံးရှိနေပြရွာမှာကောင်းကြီးစက်ပါကရှေပေါ်သူပေါ်လာတဲ့အတွက်မလုံးရှိပေါ်လို့ခေါ်တွင်ခြင်းဖြစ်တယ်လို့မှတ်သားမိပါတယ်။အထူးသဖြင့်တော့မုံလုံးရှိပေါ်တွေကိုမြန်မာနိုင်ငံရဲ့တကြံကာလတွေမှာအထူးတွေ့ရတတ်ပါရီမုံလုံးလေးတွေရဲ့အထက်မှာတညက်ကိုထည့်ပြီးပြုလုပ်လေးရှိပြီးတချို့ဒေသတွေမှာဆိုရင်တော့တညက်ရှိနဲ့တွဲဖက်စားသုံးလေးရှိပါရီဒေသတစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးလှုပ်ရှားပုံတွေကအနည်းငယ်ကွဲပြားနိုင်ပါရီတကြံကာလတွေမှာစားနောက်သောအဖြစ်မုံလုံးရှိပေါ်ထဲမှာတညက်အစားငရုတ်သီးတွေထည့်ပြီးလိုက်ဝေလေးရှိပါရီဒါဟာမြန်မာတို့ရဲ့အင်မတန်ကိုမှချစ်စရာကောင်းတဲ့ရိုးရာတလေးတစ်ခုလေးဖြစ်ပါရီမုံလုံးရှိပေါ်ဟာဘေးကနေစတင်ခဲ့တယ်လေမုံလုံးရှိပေါ်ရဲ့တမိုင်းကြောင်ကိုလေ့လာကြည့်ရခါမှာတော့အရှိတောင်အာရှမှာမုံလုံးရှိပေါ်နဲ့ပုံစံတူတဲ့မုတ်တွေကိုတွေ့ရှိရပါရီဒါကြောင့်တမိုင်းပညာရှင်တွေကဒီမုံလုံးရှိပေါ်ဟာအရှိတောင်အာရှမှာဆင်းသက်လာတာဖြစ်တယ်လို့မှတ်ချက်ပေးကြပါရီတရုတ်နိုင်ငံမှာလေထန်ရွယ်လို့ခေါ်တဲ့မုတ်တစ်မျိုးရှိပြီးအဲ့ဒီမုတ်ဟာကျွန်တော်တို့မြန်မာနိုင်ငံကမုံလုံးရှိပေါ်နဲ့ပုံစံတူပါရီတရုတ်လူမျိုးတွေအောင်မိဘုံပွဲတော်နဲ့ဆောင်းရာတီမှာဒီမုတ်ကိုစားသုံးလေးရှိပါရီလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရွှေမင်းမင်းဆက်လက်ထက်မှာတေကောင်စားသုံးလာခဲ့ကြတယ်လို့တမိုင်းထောက်ထားရသိရှိရပါရီဒါကြောင့်မုံလုံးရှိပေါ်ဟာတရုတ်နိုင်ငံကနေစပြီးဆင်းသက်လာတယ်လို့လည်းမှတ်ယူရပါရီမြမယူရတကြံနဲ့မုံလုံးရှိပေါ်ရှေးလူကြီးရဲ့အဆိုအရှာတော့တကြံကာလမှာမုံလုံးရှိပေါ်ကိုလှုပ်ရှားခြင်းအောင်နှစ်သက်မှာကောင်းမွန်တဲ့အရာတွေကိုဖြစ်ပေါ်လာစေလို့ယုံကြည်ကြပါရီဒါကြောင့်မြန်မာလူမျိုးတရားကိုယ်တိုင်လှုပ်ရှားရှုံနေမဟုတ်ပေတကြံကာလအတာနှစ်ခုချိန်မှာမလုံးရှိပေါ်တွေကိုစတူဒီတာအဖြစ်လေးကျွေးမွေးအခမ်းလာကြပါရီဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါမှာတော့တကြံရောက်ပြီဆိုတာနဲ့မလုံးရှိပေါ်ကျွေးမွေးအခမ်းနဲ့ delivery ဖြစ်လာခဲ့ပြီးယနေ့ခေတ်မှာတော့တကြံနဲ့မလုံးရှိပေါ်ဆိုတာခွဲလို့မရှာလောက်အောင်အတွဲညီနေလာပြီဖြစ်ပါရီတကြံလို့ပြောလိုက်တာနဲ့မုံလုံးရှိပေါ်တွေလိုက်ဝေးပြီးအခန့်ရဲ့မြန်မာလူမျိုးတွေရဲ့ချစ်စရာဒလေးကိုတွေ့ရှိရမှာဖြစ်ပါရီနောက်ပိုင်းမှာတော့လူငယ်တွေအောင်မုံလုံးရှိပေါ်တဲကိုငရုတ်သီးတွေထည့်ပြီးဟာတာအနေနဲ့ပျော်ပျော်ပါပါအခန့်ကျွေးမွေးလာတာကိုလည်းတွေ့ရပါရီဒါဟာအင်မတန်ချစ်စရာကောင်းတဲ့ဒလေးတစ်ခုပါဒါကြောင့်တကြံတွင်မှာမုံလုံးရှိပေါ်အကျွေးခံရမယ်ဆိုရင်ငရုတ်သီးကိုက်မိတီရှိသောစိတ်မဆိုးပဲနှစ်သက်မှာကံကောင်းခြင်းတွေယူဆောင်လာပြီးမှဖြစ်လို့စိတ်မိတ်ပြီးသားမျိုးချလိုက်ပါတကြံကာလအတွင်းမှာပင်ပင်မမလုပ်ပေးခဲ့တဲ့အလူရှင်တွေကိုလည်းမေတ္တာပို့ပြီးဖို့တိုက်တွန်းရှင်နေပြီးကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ရှာပါရီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားရှင်နေပြီးဒိုဂျီယာ channel လေးကနေနှုတ်ဆက်လိုက်ပါရခင်ဗျာ